နိုဝင်ဘာလထဲမှာကျော်စောဝင်းပွဲပါလာမယ်လို့လိုင်းပေါ်မှာကောလာဟာလာတွေထွက်နေတဲ့ဟာကိုပလိသတ်တွေကယုံရမလို့မယုံရဘူးယုံရမလို့နဲ့ဒွိဟဖြစ်နေတဲ့အကြောင်းလေးကိုကျွန်တော်နည်းငယ်လေးရှင်းပြခြင်းပါတယ်မင်္ဂလာပါလူရင်းတူရှင်ကကြိုဆိုပါတယ်ဖတ်တဲ့ကျင်ဟာနိုဝင်ဘာလထဲမှာပွဲထိုးရတော့မယ်သူတို့ရဲ့ဖိုက်တာတွေကိုစီးရင်ထုတ်ပြန်ကြေညာလာတဲ့ထဲမှာကျော်စောဝင်းနဲ့လက်ကျင်းဖော်ဖိုက်တာနာခရော့ဖက်တဲ့တို့ဟာပါဝင်လာခြင်းမရှိပါဘူးအစောပိုင်းကကျော်စောဝင်းဟာဒဏ်ရာသက်သာနေပြီးမို့နိုဝင်ဘာလထဲမှာပွဲထိုးရလောက်ပွဲရှိတယ်ဆိုပြီးတော့တည်င်းတွေထွက်နေခဲ့တာပါကျော်စောဝင်းဟာလက်ကျင်းရည်တွေကိုလည်းအဆင်ပြေပြေနဲ့လှုပ်ဆောင်နိုင်နေတာကြောင့်ဒဏ်ရာချင်းတွေကသက်သာပြောက်ကဲမှုပိုင်းဆိုင်ရာစိတ်ချရတဲ့နေထားကိုရောက်နေပြီလို့တောင်ယူဆခဲ့မိကြပါသေးတယ်ကျော်စောဝင်းရဲ့တငယ်ချင်းနာခရော့ဖက်တဲ့ဟာလည်းနိုဝင်ဘာလ10ရက်မနေ့ပိုင်းမှာပွဲထိုးရဖို့အတွက်စည်ရင်းကရှိနေပြီးသားပါထိုးပွဲဆိုင်ရာစာချုပ်လည်းရနေပြီးသားပွဲရလည်းဖြစ်နေပြီးသားပါနာခရော့ကို Wi-Fi 937အတွက်ပွဲတက်ပေးထားတုန်းကဂျက်ကော့စမစ်နဲ့ပွဲတက်ပေးထားခဲ့တာဖြစ်ပါတယ်နောက်ပိုင်းမှာဂျက်ကော့စမစ်ကဒဏ်ရာပြဿနာပေါ်လာလို့ပွဲမထူးနိုင်တော့ပဲနှုတ်ထွက်သွားခဲ့လို့ဝမ်ဟာဂျက်ကော့စမစ်နေရာမှာစာတိုဖိုက်တာတယောက်ကိုထည့်သွင်းလိုက်ပါသေးတယ်နောက်ခေါနဲ့ပွဲထိုးဖို့အတွက်ဝမ်ဘက်ကစာတိုထည့်သွင်းပေးလိုက်တဲ့ဖိုက်တာကတော့ဂျပန်ဖိုက်တာတိုင်ကီနိုင်တိုဆိုတဲ့ဖိုက်တာဖြစ်ပါတယ်အခုချိန်မှာတော့ဖက်တဲ့ကျင်ကနိုဝင်ဘာလထဲမှာပွဲထိုးရမယ်သူတို့ကျင်ကဖိုက်တာတွေရဲ့အစင်းကိုအတိပေးလိုက်ချိန်မှာနာခရော့ဖက်တဲ့ပွဲဟာပါဝင်လာခြင်းမရှိပါဘူးနာခရော့ဖက်တဲ့ဟာပြိုင်ပွဲထိုးရဖို့တပတ်လောက်သာလိုတော့တဲ့အချိန်ကိုရောက်တဲ့အချိန်မှာနာခရော့ရဲ့ပွဲကပြက်ပြက်သွားပြီလားဆိုတဲ့မိကွန်းတွေလည်းထွက်ပေါ်လာခဲ့ပါသေးတယ်ကျွန်တော်တို့ရဲ့မြန်မာဖိုက်တာလေးကျော်စောဝင်းဟာအော်တိုဘာလာတုန်းကမိတ်ဆက်ပေးခဲ့တဲ့ထိုးပွဲရထားတဲ့ဖိုက်တာတွေရဲ့စီးရင်ထဲမှာပါဝင်လာခဲ့ပေမဲ့ပြိုင်ပွဲထိုးဖို့ချိန်နီးကပ်တဲ့အချိန်ကိုရောက်မှလေ့ကျင့်ရေးမှာရရှိထားတဲ့ဒဏ်ရာသေးစားလေးကိုစစ်ဆေးတွေ့ရှိလိုက်လို့ဖက်တဲ့ဂျင်ကပိုင်ရှင်နဲ့ဖက်တဲ့ရဲ့ဆရာဝန်တို့ကကျော်စောဝင်းအတွက်စိတ်မချဖြစ်ပြီးပွဲမထိုးတော့ဘဲနဲ့အချိန်ကိုထပ်ရွှေ့ထားလိုက်တာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကကျော်စောဝင်းရဲ့အကြောင်းလေးကိုဆက်ပြောကြရအောင်ပါကျော်စောဝင်းဟာနိုဝင်ဘာလထဲမှာပွဲထိုးရမယ့်အစင်းထဲမှာပါဝင်လာခြင်းမရှိပေမဲ့ကျော်စောဝင်းဟာသူ့ရဲ့တရားဝင် Facebook စာမျက်နှာကနေပြီးတဆင့်မြန်မာဆိုတော်တဦးဖြစ်တဲ့ဆိုတော်ဇော်ဝင်းထွန်းနဲ့တူဗီဒီယိုကောပြောဆိုထားတဲ့ပုံတွေကိုpost တင်ထားတာကိုမြင်ခဲ့ရပါတယ်ဆိုပါတင်ထားတဲ့ post တွေကိုကြည့်ချင်းအဖြစ်ပြောရမယ်ဆိုရင်ကျွန်တော်တဦးတယောက်တည်းရဲ့ထင်မြင်ယူဆချက်ကတော့ဒီလိုရှိပါတယ်ကျော်စောဝင်းချပြလာတဲ့ပုံတွေရသူ့ရဲ့ပွဲကနိုဝင်ဘာလထဲမှာဆိုတာတော့ဖြစ်နိုင်ကြီးကအရန်ကိုနည်းပါတယ်ကျွန်တော်ခံမှန်းချက်ရကျော်စောဝင်းရဲ့ပွဲကဒီဇင်ဘာလမှာပါဝင်လာနိုင်ပြီးသို့မဟုတ်2026ဇန်နဝါရီလလောက်မှာတော့ပါဝင်လာမှာတော့တေချာပါတယ်တေချာတလောက်တော့ရှိပါတယ်10ထဲမှာပဲဒီဇင်ဘာလသို့မဟုတ်2026ဇန်နဝါရီမှာပါဝင်လာမယ်ဆိုရင်ကျွန်တော်တို့ရဲ့ဖိုက်တာလေးရဲ့ပွဲက1 Friday Fight ပွဲတော့မဖြစ်နိုင်ပါဘူးဘာဖြစ်လို့လဲဆိုတော့နည်းနည်းလေးပြောပြခြင်းပါသေးတယ်ပုံမှန်ဆိုရင်1 Championship ကညနေသက်ဖိုက်တာလေးတွေကိုပထမဦးဆုံး1 Friday Fight မှာလက်ရည်စစ်ဆေးစမ်းသပ်ပြီးသူတို့စိတ်တိုင်းကြတဲ့ဖိုက်တာဆိုရင်စွမ်းဆောင်ရည်ကောင်းတဲ့ဖိုက်တာဆိုရင်စာချုပ်ကြီးပေးပြီးကန်လန်းပါတယ်ပြောချင်တာက1 Friday Fight ပွဲမှာထိုးရတော့မဲ့ဖိုက်တာတယောက်ကစင်မြင့်ဘက်ကိုတက်လာပြီဆိုရင်နောက်ခံသချင်းကိုဖိုက်တာတယောက်ကသူကြိုက်တဲ့သချင်းကို
ဖွင့်ပေးတဲ့ပုံစံမျိုးOne Friday Fight မှာမတွေ့ဘူးသေးပါဘူး Fighter တယောက်ကသူကြိုက်တဲ့ Fighter ကြိုက်တဲ့သချင်းကိုမဖွင့်ပေးဘူးလို့ကျွန်တော်ပြောတာက One Friday Fight တော့ကြာညပွဲတွေမှာထိုးတဲ့ Fighter တွေကိုပဲပြောတာပါကျွန်တော်တို့ Fighter လေးတင်ထားတဲ့ post တွေရပြောရမယ်ဆိုရင်ပွဲနေထားက Friday Fight ပွဲတော့မဟုတ်တော့ပါဘူး Fighter တယောက်ကြိုက်တဲ့သချင်းမျိုးကိုဖွင့်ပေးတာက One Fight Night သို့မဟုတ် series လိုက်ကျင်းပတဲ့ပွဲတွေမျိုးပေါ့ဥပမာနိုဝင်ဘာလ18ရက်မှာဂျပန်မှာပြုလုပ်ကျင်းပသွားမယ်ဂျပန်မှာပြုလုပ်သွားဖို့ရှိတယ်173ဒီလိုနံပါတ်ဆင်လိုက်နဲ့ကျင်းပတဲ့ပွဲတွေမျိုးမှာသူကြိုက်တဲ့ချင်းကိုဖွင့်ခွင့်ပေးပါတယ်ပြောရရင်စာချုပ်ကြီးပွဲတွေလို့ပြောလို့လည်းရမယ်ထင်ပါတယ်ဖွင့်ပွဲမှာတချင်းကျော်ဆောင်ဝင်းရဲ့ဖွင့်ပွဲမှာဖွင့်မဲ့တချင်းကလည်းမြန်မာပြည်မှာဒိတ်ကျဲပေါက်ခဲ့ဖူးတဲ့အခုချိန်ထိလည်းပေါက်နေစေတဲ့ချင်းဆိုထားတဲ့ဆိုတော်ကလည်းမြန်မာပြည်ရဲ့ဂန္ဓဝင်ဆိုတော်တဦးလို့ပြောလို့ရတဲ့ဇော်ဝင်းထော့ရဲ့တချင်းပါကျော်ဆောင်ဝင်းဆိုတာကလည်းထက်မြန်မာပြည်သားတက်သလူငယ်ဖိုက်တာလေးပါတက်သလူငယ်ဖိုက်တာလေးဆိုပေမဲ့ကျော်ဆောင်ဝင်းဟာမြန်မာပြည်မှာပလိတ်တတူခိုင်မာရှိထားပြီးသားလူငယ်ဖိုက်တာလေးတယောက်ဒါဆိုရင်ကျော်ဆောင်ဝင်းရဲ့1 champion ကျော်ဆောင်ဝင်းက1 championship ရဲ့စာချုပ်ကြီးရထားဒါဆိုရင်မေးစရာရှိတာကကျော်ဆောင်ဝင်းက1 championship ရဲ့စာချုပ်ကြီးရထားပြီးသားစာချုပ်ကြီးရထားတဲ့1 championship ရဲ့တရားဝင် fighter တယောက်ဖြစ်သွားပြီလားဒီเจ้าရာတွေကိုတော့1 championship နဲ့လက်ရှိကျော်ဆောင်ဝင်းလက်ကျင့်နေတဲ့ Fatter ကျင်တို့ကတရားဝင်ထုတ်ပြန်ကြေညာလာတဲ့ချိန်ကိုပဲစိတ်လှုပ်ရှားမှုတွေနဲ့စောင့်မျှော်လိုက်ကြရအောင်ပါဗျကျော်ဆောင်ဝင်းတယောက်ပွဲဥထွဲမှာဇော်ဝင်းထော့ရဲ့တချင်းနဲ့1 championship မှာဘယ်လောက်ထိလုပ်ပြနိုင်မလဲဘယ်လိုစွမ်းဆောင်ရည်မျိုးတွေနဲ့ချပြလာနိုင်မလဲဆိုတာကိုတော့ထိုးတတ်တဲ့ပွဲထဲမှာပဲချပြလာတဲ့အခါမှာအားပေးလိုက်ကြရအောင်ပါဗျအားလုံးကိုကျေးဇူးတင်ပါတယ်လူရင်းတူရှင်းကပါ